ပြည်သူနိုင်ငံရဲ့တာယာအေဂျင့်လာတဲ့ဗာနိုမျိုးလေးစီကို Terrace ဆိုတဲ့မိမငယ်လေးတို့ဟာသူမရဲ့ဖခင်နဲ့တူကြီးကျယ်ခမ်းနားစွာရောက်ရှိလာခဲ့ပါတယ်။မိရထားတဲ့စဉ်ဟာ Mrs. Rakin ရဲ့အိမ်ရှိတဲ့မှာဆက်ရောက်လာခဲ့တာပါ။ Mrs. Rakin ဆိုတာ Terrace ဖခင်ရဲ့ညီမရင်းတူဖြစ်ပြီး Terrace ကိုသူမလက်ထက်အနံ့သွားတဲ့ခါမှာတော့ Mrs. Rakin တယောက်အတော်လေးအားတင်သွားခဲ့ရပါတယ်။ဖခင်ဖြစ်သူကအရေးကြီးတဲ့ပင်လယ်ရေကြောင်းခီးထိုးထွက်ရမှာဖြစ်ပြီးအကြမ်းမီပြန်လာမယ်လို့လည်းကတိပေးလိုက်ပါတယ်။ Mrs. Rakin ကဝေဒနာသက်သားဖြစ်သူခမေးကိုပြုစုနေရတဲ့တာဝန်တွေကြောင့်အစာပိုင်းမှာလက်ခံဖို့ဝေလင်းနေခဲ့ပါတယ်။ဒါပေမဲ့အိပ်ပြေးထားတဲ့ငွေစားတွေကြောင့်ယူဆိုင်ပေးမယ်ဆိုတဲ့ကတိကို Mrs. Rakin တယောက်ပေးလိုက်ရပါတော့တယ်။ကလေးရွယ်ပဲရှိသေးပေမဲ့ Terrace ဟာကျမကြီးချိုးတဲ့နေတဲ့ခမေးကိုပြုစုဆောင်ရှောက်ရတဲ့အလုပ်တွေမှာချက်ချင်းဆိုသလိုစရောကိုပါနှီးမြှုပ်လိုက်ရပါတယ်။ခမေးရဲ့နာရာရှိချောင်းဆိုးဝင်နာကပဲသူတို့နှစ်ဦးကိုတအုပ်နဲ့တူပုံမရင်းနှီးစေခဲ့ပါတယ်။ Mrs. Rakin ကခမေးတယောက်ထိမကြံစေဖို့သူသားရဲ့ကျမ်းမာရေးတွေကိုစောင့်ရှောက်ဖို့အတွက် Terrace ကိုငငယ်ကလေးက PR တွေပေးခဲ့ပါတယ်။ဒါကြောင့်နှစ်တွေကြာလာတဲ့အထိ Terrace တယောက်ဟာခမေးရဲ့ယောဂအခြေအနေကို view ဆိုင်ပေးဖို့အတွက်သူ့ရဲ့ကလေးမောင်မှာပဲအိပ်ပေးခဲ့ရပါတယ်။ဒီလိုနဲ့ဖခင်ဖြစ်သူပြန်လာကိုစောင့်နေရင် Terrace ရဲ့ကံကြမ္မာရဲဆွစွာအလဲပြောင်းတစ်ခုဖြစ်ခဲ့ရပါတယ်။တမန်နဲ့မှာတော့ Terrace ရဲ့ဖခင်ကွယ်လွန်သွားပြီဖြစ်ကြောင်းဝမ်းနဲ့ပွဲ message ကို Mrs. Rakin တယောက်ပြောပြလိုက်ပါတယ်။လောကလယ်မှာတယောက်တည်းဖြစ်သွားသလိုခံစားရတဲ့ Terrace ကိုအတော်ဖြစ်သူကဖခင်ချန်ထားခဲ့တဲ့ပေစင်လားစာတွေရှိတာကြောင့်ဒီမှာပဲအေးစစ်စစ်နေနိုင်ကြောင်းနှိမ့်သိမ့်ပေးခဲ့ပါတယ်။ဒီလိုနဲ့ Terrace လေးဟာကလေးဘွားမှာတည်တဲ့ဆဆယ်ကျော်တဲ့အရွယ်ထိအခြားသောပြည်မှာလောကရဲ့အရာတွေကိုမြင်ကွင်းသိခွင့်မရဘဲဒီအိမ်အိုကြီးထဲမှာပဲကြီးပင်ခဲ့ရပါတယ်။ဒီနေ့မှာတော့အိမ်အိုကြီးရဲ့ခြံအပြင်ဘက်မြက်ခင်းပြင်မှာတန်မာပြီးထွားချမ်းလာတဲ့မျိုးသားတို့ကိုတွေ့မိသွားပါတယ်။ဒါသူမဘွားမှာပထမဆုံးမြင်ရတဲ့ယောက်ျားပီတာချင်းအားမှန်တစ်ခုပါပဲ။သူမရဲ့ဝမ်းနည်းမှုတွေမကုံဆုံးသေးခင်မှာပဲအလုပ်တွေရလို့ Paris ကိုပြောင်းရတော့မယ်လို့ခမေးကပြောလာပါတယ်။ဒီလိုနဲ့ခမေးရဲ့ဆရာထက်သန်မှုတွေနဲ့အတူခမေးက Paris ကိုမပြောင်းခင်လက်ထပ်ရအောင်မယ်လို့ပြောလာပြန်ပါတယ်။ Mrs. Rakin ကခမေးနဲ့ Terrace တို့ကိုလက်ထပ်ပေးမယ်ဆိုတဲ့စကားဟာတကယ်နောက်နေတာမဟုတ်မှန်း Terrace တယောက်နားလည်သွားရပါတယ်။အတော်ဖြစ်သူကသူတို့ရဲ့မင်္ဂလာပွဲကိုကျင်းပပေးခဲ့ပြီး Terrace ကိုပြောင်းလာခဲ့ကြပါတယ်။ Mrs. Rakin က Paris လိုရှုပ်ထွေးပြီးလူနေထူထပ်လာတဲ့မြို့ကြီးကိုသဘောမကျပေမဲ့စီးပွားရေးလုပ်ငန်းတွေစတင်မှဖြစ်လို့မိသားစုလည်းပြောင်းလာကြတာပါ။သူမကဒိုမီနိုကစားဝိုင်းတစ်ခုထောင်ထားတာကြောင့်သူတို့အိမ်ဟာလည်းညာတိုင်းလူဝင်လူထွက်ရှိပြီးစီကားနေပါတယ်။ Mrs. Rakin ရဲ့အထီးကျန်တဲ့မိသားစုဘဝဟာလည်းအရင်လိုမဟုတ်ပဲပြန်လဲလန်းဆန်းလို့လာခဲ့ပါတယ်။ဒီလိုနဲ့ညနေခင်းတစ်ခုမှာတော့ခမေးရဲ့တငယ်ချင်းဖြစ်သူဧည့်သည်တယောက်ရောက်လာပါတယ်။သူကတော့ဆွဲဆောင်မှုရှိတဲ့ပကြီးဆရာ Laurent ပဲဖြစ်ပါတယ်။ဒီလိုနဲ့ရက်တွေကြာလာတော့ Laurent နဲ့ Terrace တို့ကြားမှာတိတ်ဆိတ်တဲ့တန်ရုံးစင်တွေစတင်လာကြပါတယ်။ Laurent ကခမေးရဲ့ပုံလူပကြီးကိုဆွဲနေစဉ်သူရဲ့ပကြီးတွေကြောင့်ဖြစ်တဲ့အမျိုးသမီးမော်ဒယ်တယောက်အကြောင်းကိုပြောဆိုနေပါတယ်။ဒီလိုနဲ့နောက်မှာတော့ Laurent နဲ့ Terrace တို့ကြားကတိတ်ဆိတ်မှုတန်ရုံးစင်ကလိုချင်တက်မှတ်မှုတွေဖြစ်ပြောင်းလဲသွားပါတော့တယ်။ Terrace ကလည်း Laurent နဲ့တွေ့ဆုံနိုင်ဖို့သူမရဲ့အချိန်တွေအတွက်ဖျားနာခြင်းအောင်ဆောင်နေခဲ့ရပါတယ်။ဒီလိုချိန်တွေကပဲသူမရဲ့စိတ်တွေကိုအမောင်လူထဲဝင်ရောက်စေဖို့တွန်းအားပေးသလိုဖြစ်သွားပါတော့တယ်။အချိန်ကြီးကြာလာတော့ Terrace နဲ့ခမေးတို့ကြားကဆက်ဆံရေးကိုခမေးတယောက်သတိပြုမိလာပါတယ်။ပါရီကိုရောက်တဲ့က Terrace ကစကားနည်းလာတာအိမ်ပြည်မထွက်တာတွေကစသတိထားမိလာတာပါ။ဒါပေမဲ့သူတို့ကြားကတိတ်ဆိတ်ပြီးအသက်မဝင်တော့တဲ့ဆက်ဆံရေးဟာပကြီးဆရာ Laurent ကြောင့်ဆိုတာခမေးတယောက်သတိမထားမိခဲ့ပါဘူး။ Terrace ကတော့သူမရဲ့ပျော်ရွှင်မှုဟာ Laurent နဲ့ရှိနေခြင်းဖြစ်ပြီးခမေးကတော့ပါရီမှာမပျော်တော့တဲ့သူမရဲ့စိတ်အခြေအနေကိုနှစ်သိမ့်မှုစူးစမ်းခဲ့ပေမဲ့သူမရဲ့ဝမ်းနည်းမှုတွေကတော့ပုံမှန်နဲ့ရှင်းလာခဲ့ပါတယ်။ဒီနေ့မှာတော့ခမေးကတန်ငယ်ချင်းအောင်ဆောင်ထားတဲ့ Laurent စီမှာရင်ဖွင့်တိုင်ပင်ခဲ့ပါတယ်။ Laurent ကတော့ဘာမှမသိချင်အောင်ဆောင်ပြီးသူတို့ရဲ့အိမ်တော်ရေးကိုပြန်လည်နှိမ့်သိမ့်ပေးလိုက်ပါတယ်။လက်တွေ့မှာတော့ Laurent နဲ့ Terrace တို့ရဲ့ဖောက်ပြန်မှုကဆိုးတဲ့ဆိုးလာပါတယ်။ညမှာတော့ခမေးက Paris ကနေသူတို့အရင်နေခဲ့တဲ့ Vernon ကိုပြန်ပြောင်းကြမယ်လို့ပြောလာပါတယ်။ဒီလိုလုပ်ရတာဟာ Terrace ကဒီမျိုးမှာမပြောလို့သူတို့ငယ်စဉ်ကနေခဲ့တဲ့အိမ်မှာပဲပျော်မယ်ထင်တဲ့ခမေးကဖြောင်းပြပါတယ်။ခမေးဟာလည်းငယ်စဉ်ကတည်းကသူလှုပ်ချင်တာကိုလုပ်ရဖို့အမြဲတကူကောင်းဆန်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ခမေးဘက်ကကြည့်မယ်ဆိုရင်ခမေးက Terrace ကိုဒေါ်လေးရှစ်ရှာပြီးဒူကောင်းဆန်တတ်ပါတယ်။ Terrace ဘက်ကကြည့်မယ်ဆိုရင်တော့အစကားရပိတ်ပင်ခံထားရပြီးကိုယ်စိတ်ကြအိမ်တော်ဘက်ကိုတော့ရွေးချယ်ခွင့်မရခဲ့ပဲအတော်ရသားနဲ့လက်ထပ်ခဲ့ရပြီးအတော်မိသားစုရဲ့ကြိုးဆွဲရကားနေတဲ့အယုတ်တရုတ်လိုပဲဖြစ်ပါတယ်။ဒီလိုနဲ့ခမေးကဗာနုံကိုပြောင်းဖို့တားမရတာကြောင့်သူမရဲ့အတိတ်ဆိုးတစ်ခုဖြစ်ခဲ့တဲ့မျိုးကို Terrace ကတော့ဘယ်တော့မှပြန်သွားမှာမဟုတ်ပါဘူး။ဒါကြောင့်သူမရဲ့လွတ်လပ်မှုတွေကိုလမ်းစာပေးခဲ့တဲ့ Laurent ရဲ့အိမ်ကိုပဲညာကြီးတစ်ကောင်ထွက်ပြေးသွားပါတယ်။အဲ့ဒီချိန်မှာ Terrace ရဲ့လွတ်လပ်မှုကိုကယ်တင်ဖို့အတွက်အားကိုးရဆိုလို့ Laurent တယောက်ပဲရှိတော့တာပါ။ဒါကိုကောင်းကောင်းသုံးချဖို့အတွက်ခမေးသာသူနားမှာမရှိရင်ဘဝလွတ်လပ်သွားတော့မယ်ဆိုတာကိုလည်း Laurent ကဖြောင်းပြပါတယ်။နောက်နေ့အားလရက်တစ်ခုမှာတော့ခမေးတို့တကယ်ကြီးအုပ်စုမြေကမ်းနားကတီတော်တစ်ခုမှာလမ်းလျှောက်ကြပါတယ်။
ယောဂတဲ့ခမေးကတော့လမ်းလျှောက်ရင် Therese ရဲ့ခန္ဓာကိုယ်ပေါ်မှာအိပ်ပျော်သွားပါတယ်။အားလည်းရဖြစ်တာကြောင့် Therese ခမေးနဲ့ Lauren တို့ဟာလီစီးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Lauren ကလေလော်နေပြီးမြေကြောင်းတစ်လျှောက်ကတော့အေးအေးချမ်းချမ်းရှိနေပါတယ်။အချိန်ကကြတော့အပေါင်းအသင်းတွေရဲ့အော်ဒါကြောင့်ခမေးတယောက်ရင်းနေတဲ့သတင်းဟာစူညံသွားခဲ့ပါတယ်။ Therese ကတော့ထိတ်လန့်နေတဲ့ပုံစံနဲ့ငိုကြွေးနေပြီး Lauren ကတော့တငယ်ချင်းကိုရှာနေခဲ့တော်လည်းမတွေ့တာကြောင့်အော်ဟစ်နေပါတယ်။ဒီလိုနဲ့တိမ်လုံးတိတ်ဆိတ်သွားပြီးနောက်တော့ခမေးရဲ့ပုံနေတဲ့အလောင်းကိုပြန်တင်လာနိုင်ခဲ့ပါတယ်။ Lauren ကခမေးသေးဆုံးတာဟာမတော်တဆမှုခုကြောင့်သာဖြစ်တယ်လို့သက်သေထွက်ဆိုထားပါတယ်။အမေဖြစ်သူကတော့တားတယောက်ဆုံးရှုံးရတာကြောင့်တင်မတက်ခံစားနေရပါတယ်။ခမေးဆုံးရှုံးလိုက်ရတာကိုလည်းတူမဖြစ်သူကိုပြစ်တင်ပြောဆိုနေပြီးငိုကြွေးနေပါတယ်။ဒီလိုနဲ့ဇာမနာပွဲကိုလိမ့်မယ်စွာဆုံးသက်လိုက်ကြပါတယ်။ Mrs. Rakin ကရက်တော်ကြာရင်ခွဲမတက်ခံစားနေရပေမဲ့ Therese နဲ့ Lauren တို့ရဲ့လိုအပ်ချက်ကတော့ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ Therese က Mrs. Rakin ကိုပြုစုပေးနေခဲ့ပေမဲ့ညချိန်တွေမှာတော့တားပြောက်လို့ငိုကြွေးနေရတဲ့အတော်ဖြစ်သူရဲ့အတန်တွေကြောင့်သူမရဲ့အပြည့်ရှိတဲ့ခံစားချက်တွေကခြောက်လန့်နေတော့မှာပဲ။ခမေးရုတ်တရက်ဆုံးပါသွားတာကြောင့်အပေါင်းအသင်းတွေကလည်းသူတို့ရဲ့ကစားပွဲကိုထုံးစံတိုင်းလာရောက်ကစားကြပါတယ်။ဒါကြောင့်လောင်းကစားဝိုင်းကမပြတ်ရှိနေခဲ့ပါတယ်။ Lauren ကလည်းခမေးမရှိရင် Mrs. Rakin ရဲ့ပစ္စည်းတွေကိုသူပိုင်ဆိုင်ရတော့မယ်ဆိုပြီးလောဘစိတ်တွေကပေါ်ထွက်လာခဲ့ပြီး Therese ကိုစီးယုံပါတယ်။လာတော့ကြာသွားတဲ့အခါမှာတော့ Mrs. Rakin ကဆုံးပါသွားတဲ့သားဖြစ်သူခမေးအတွက်ဖြည့်သိမ်းစာပြုလာနိုင်ပါတယ်။နောက်ရက်တွေမှာတော့ဒိုမီနိုကစားဝိုင်းက Inceptor Metro က Therese ကျမ်းမာရေးမကောင်းသလိုဖြစ်နေတာကိုသတိပြုမိသွားပါတယ်။ဒါခင်မိုးနဲ့ဆုံးမသွားလို့ခံစားနေရတာလို့ပေါင်းတင်းတွေကတွေးမိသွားပါတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက် Metro က Therese ကိုတခြားဒဇိန်တယောက်နဲ့လက်ထပ်ပေးတာတဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Lauren နဲ့လက်ထပ်ပေးဖို့ကိုအကြံပြုလာပါတယ်။ဒဇိန်တွေအနေနဲ့ဒီလိုအကြံပြုရတာကို Lauren ကလည်းချက်ချင်းလက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့ Mrs. Rakin ကသူမရဲ့ပိုင်ဆိုင်မှုအားလုံးကိုသူတို့နှစ်ဦးကိုအမွေပေးဖို့သေတန်းစာတင်လိုက်ပါတယ်။ဒါပေမဲ့အပြစ်ရှိတယ်ဆိုတော့စိတ်ဟာပျောက်ပြယ်မသွားခဲ့ပါဘူး။မင်္ဂလာဦးညမှာပဲခမေးရဲ့နောက်ဆုံးအော်ဟစ်တန်တွေက Therese ကိုခြောက်လန့်နေတော့မှာပဲ။ Therese ကခမေးမသေးဆုံးခင်သူ့ရဲ့နာမည်ကိုဇက်တိုက်ခေါ်နေကြောင်း Lauren ကိုယ်တိုင်ခမေးကိုတတ်ခဲ့တဲ့အကြောင်းတွေကိုထိတ်လန့်နေကြပြောနေခဲ့ပါတယ်။ Mrs. Rakin ကသူတို့ရဲ့စူညံတန်တွေကိုကြားနေခဲ့ပေမဲ့စကားတန်တွေကိုတော့တေချာမကြားခဲ့ရပါဘူး။နောက်ပိုင်းမှာတော့ Mrs. Rakin ကတားဖြစ်သူရဲ့ဝင်းကြီးကိုတွေးလိုက်ရပြီးအဲ့ဒီစိတ်နဲ့ပဲလေဖြတ်သွားခဲ့ရပါတယ်။ကြာဝင်တွေကလည်းလက်လျှော့လိုက်ရပြီးအိပ်ရတဲ့လဲနေတဲ့ Mrs. Rakin ကို Therese ကပဲပြုစုပေးရပါတော့တယ်။အတော်ဖြစ်သူကဘာမှမလုပ်နိုင်တော့တဲ့အချိန်မှာ Lauren ရဲ့ဟန်ဆောင်မှုတွေကပေါ်ထွက်လို့လာပါတယ်။ခမေးသေးဆုံးရတဲ့အကြောင်းရင်းကိုပဲအငင်းပွားနေရကနေ Lauren က Therese ကိုရိုက်တဲ့အကြမ်းဖက်တဲ့ဒီဖြစ်လာပါတယ်။ Mrs. Rakin ကတော့ဒါတွေကိုကြားရပေမဲ့ယောဂကြောင့်ဘာမှမတုံ့ပြန်နိုင်ခဲ့ပါဘူး။နောက်တော့အဖြစ်မြန်အားလုံးကိုတည်သွားရတဲ့ Mrs. Rakin ကဒိုမီနိုကစားဝိုင်းမှာရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့အားရင်ကုန်ခန်းသွားတာကြောင့်မိတ်ဆွေတွေကလည်းအဓိပ္ပာယ်မကောင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်သူတို့က Mrs. Rakin ရဲ့စူးစမ်းအားထုတ်မှုကိုဂုဏ်ပြုပေးလိုက်ပြီးဒါပေမဲ့အမှန်တရားကိုဘယ်သူမှမသိခဲ့ကြပါဘူး။နောက်နေ့မှာတော့ Lauren က Mrs. Rakin ကိုလှုပ်ကြံဖို့ထိတောင်ဖြစ်လာပါတယ်။ Therese ကတော့ဖိအားတွေကြောင့်အပြင်မှာပျော်ပါတောက်စားနေလိုက်ပါတယ်။ဒီလိုနဲ့အမှန်တရားကိုပေါ်ထုတ်ဖို့စူးစမ်းနေတဲ့ Mrs. Rakin ကညီမျိုးစုံကိုစူးစမ်းခဲ့ပြီးနောက်တော့ဘယ်သူမှမရှိတဲ့အချိန်မှာအမှန်တရားကိုပေါ်ထုတ်နိုင်လိုက်ပါတယ်။ဒါကတော့မိတ်ဆွေတူဖြစ်တဲ့စူဇန်အိမ်ကိုရောက်လာတဲ့အခါမှာတော့အမှန်တရားအတွက်စာသားတချို့ကိုမြင်လိုက်ပြီးသူမှလည်းထိတ်လန့်တကြားအမြန်ဆုံးထွက်ပြေးသွားပါတယ်။ဒီစာသားဟာ Therese နဲ့ Lauren တို့ဟာသူ့သားကိုတတ်ခဲ့တာဖြစ်ကြောင်းရေးထားတာပါ။ Therese ရောက်လာတဲ့အခါမှာတော့စူဇန်ကအမှန်တရားကိုတီးသွားလိုက်ပါပြီ။ဒါကြောင့်ရုတ်တရက် Therese က Mrs. Rakin ရဲ့ချင်းရင်းမှာဒူးထောက်ပြီးတောင်းပန်လိုက်ပါတယ်။ Lauren ရောက်လာပြီးသူတို့ရဲ့အမှုမှန်ကိုတီးသွားတာကိုတွေ့ရတော့နှစ်ယောက်သားပြရာခန့်နေရပါတယ်။ရုတ်တရက်လူတယောက်ဝင်လာပြီးသူကယူနီဖောင်းဝတ်ထားတဲ့ရဲရာရှိ Olivia ကိုယ်တိုင်ပါပဲ။ Therese ကကျဲမင်ဘော်ကစာသားတွေကိုဝတ်ထားလိုက်ပြီး Olivia ကိုအတင်းပြန်ခန်းလိုက်ပါတယ်။မကြခင်မှာပဲ Mrs. Rakin ကိုလေကောင်းလေတန်ရအောင်မြေကမ်းသားကိုခေါ်သွားလိုက်ပါတယ်။သူတို့ကပြောပဲစားထွက်တဲ့ပုံစံနဲ့မြေကမ်းသားမှာဟန်ဆောင်ထားလိုက်ပါတယ်။ Therese ကတော့သူမရဲ့လက်ထဲမှာဓာတ်တစ်ချောင်းကိုဝတ်ထားပါတယ်။ Lauren ကတော့ဝိုင်ခွက်ကို Mrs. Rakin ကိုလှုပ်ကြံဖို့အစိတ်တွေထည့်လိုက်ပါတယ်။နောက်ဆုံးတော့ Lauren ကမင်းကားကိုတကယ်ချစ်ခဲ့တာလားလို့မေးပါတယ်။ Therese ကမဟုတ်ပါဘူးငါနင်းကိုမချစ်ခဲ့ဘူးလို့အေးစောစွာပြန်ဖြေလိုက်ပါတယ်။ Lauren ကတော့ Therese ကိုခမေးသေးပြီးမှချစ်ခဲ့တာလို့ဝန်ခံလိုက်ပါတယ်။အဲ့ဒီချိန်မှာ Therese ကကိုအဆုံးစီရင်မှုဓာတ်ကိုယူလာတာဖြစ်ပြီးသူတို့နှစ်ယောက်လုံးကကိုစီရင်မှုရောက်လာခဲ့မှနားလည်သွားကြပါတယ်။ Mrs. Rakin ရဲ့အိမ်ကိုတော့မိတ်ဆွေတွေကရောက်လာခဲ့ကြပြီးဒါဟာလုံးဝကိုနောက်ကျသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့ Lauren နဲ့ Therese တို့ဟာအမှန်တရားကိုဖုံးကွယ်ဖို့စ조사ရင်းသေဆုံးသွားခဲ့ကြပါတယ်။ Therese ကတော့သူမလိုချင်ဆုံးဖြစ်တဲ့လွတ်လပ်မှုကိုရရှိခဲ့ပေမဲ့မျှော်လင့်ထားသလိုပျော်ရွှင်မှုတွေဖြစ်မလာခဲ့ပါဘူး။ Lauren ကတော့ Therese ကိုချစ်တယ်ဆိုပေမဲ့သူမရဲ့ခန္ဓာကိုယ်နဲ့ Mrs. Rakin ရဲ့ပိုင်ဆိုင်မှုအတွက်တငယ်ချင်းဖြစ်သူတောင်တတ်ခဲ့ပြီးနောက်ဆုံးမှာတော့သူကိုယ်တိုင်ဖျော်ဆခဲ့တဲ့အစိတ်ခွက်ထဲမှာပဲသေဆုံးသွားခဲ့ရပါတယ်။
Mrs. Rakin ကတော့ဘာမှမတုံ့ပြန်နိုင်တော့ပေမဲ့သူမရဲ့သားကိုလှုပ်ကြံခဲ့တဲ့ Terrace နဲ့ Lauren တို့တည်ဆုံးသွားတာကိုအောင်နိုင်သူတယောက်အနေနဲ့စိုက်ကြည့်ရင်ကြံရစ်ခဲ့ပါတယ်။ဒီဇာတ်ကားလေးရဲ့အနည်းချုပ်ကတော့အချစ်ဆိုတာလွတ်လပ်မှုသာဖြစ်ပြီးအကြမ်းဖက်နဲ့ရယူတဲ့လွတ်လပ်မှုကတော့အချစ်မဟုတ်ပဲအစိတ်တစ်ခွက်သာဖြစ်တယ်ဆိုတာပါပဲ။